ပုံပြင်ဟာမဖြစ်နိုင်ဘူးဆိုတာကိုအပြတ်သားချိုးပေါက်ခဲ့တဲ့လူတရားကြောင်းမှာလူအများတွေတည်ခဲ့ကြတာကမေဝေဒါဟာလက်ဝဲထိုးပြီးတော့မှဒီ promotion ရရှိတဲ့ငွေတွေရခဲ့ပါတယ်လူအများကထင်ခဲ့ကြပါတယ်အမှားတော့အဲ့လိုမဟုတ်ဘူးဗျမေဝေဒါရဲ့ငွေတွေကိုဘလို့ရလာခဲ့ပြီးတော့ငွေတွေဘလို့အနိုင်ရခဲ့တယ်လဲဆိုတာကိုဒီနေ့ကျွန်တော်ပြောပြပေးတော့ပါမယ်မေဝေဒါကတခြားလက်ဝဲသမားတွေလို့စပွန်ဆာကိုမဆောက်ဘူးဗျသူက brand ကိုမမျှော်ဘူးတွေ့မေကွန်ကတခုပါပဲငှားလက်ထက်ကတင်အားတွေကိုဘလို့ငိုဖြစ်ပြောင်းမလဲဆိုတာပါပဲဒါနဲ့သူရဲ့ရွေးချယ်မှုကကိုပိုင်တိုင်းချုံမှုရဲ့ပြီးတော့ကိုပိုင်ဆုံးဖြတ်ခွင့်ရဲ့ဒါကြောင့်သူ့ဘဝဟာတခြားသူတွေတဲ့အစကနေမတူခဲ့တာပါဖလော့မဝေတာကိုမွေးခဲ့တဲ့နေရာကစိန်ခံအိမ်မဟုတ်ခဲ့ပါဘူးသူ့ရဲ့ဒီစင်ကြီးပေါင်းဒီရက်ွက်ငယ်လေးကလမ်းကြားတဲ့ဒီစင်ရဲမှုတွေအန်ဒီရဲတွေမတည်ငြိမ်မှုတဲ့မိသားစုတွေနဲ့မွေးဖွားလာခဲ့တာပါသူ့ရဲ့ဖေကလက်ဝဲသမားဒါပေမဲ့ထောင်ဝင်ထောင်ထွက်သူ့မိကကြတော့မွေးဆေးပြားတက်တနာတွေနဲ့ရုန်းကန်နေကြပါတယ်ဒါပေမဲ့လူတိုင်းဟာလွတ်မြောက်ရာအရာတခုတော့ရှိတတ်ကြပါတယ်ဖလော့မဝေတာကတော့သူ့ရဲ့လွတ်မြောက်ရာကတော့တဝေခံပဲဖြစ်ပါတယ်ဖလော့မဝေတာကချန်ပီယံဖြစ်ချင်လို့မဟုတ်ပါဘူးသူ့စီမှာဝိုင်းဆိုတဲ့လေဘောနဲ့ပို့ပြီးတော့လှရှိုက်စေခဲ့ပါတယ်ငါဘဝကိုဘယ်သူမှမထိန်ချုပ်စေချင်ခဲ့ပါဘူးအရင်ကလက်ဝဲသမားတွေလေဒီ promoter အောက်မှာအလုံးမလောက်ချင်ဘူးသူကကြတော့ freedom power money ဆိုတဲ့ဒီသုံးခုကိုကြပြိုင်နေတဲ့ကင်ထားချင်တာပါ2009မှာဒီအော်စကာဒလဟောရနဲ့ရှင်ပြိုင်တဲ့ပွဲမှာအဲ့ဒီပွဲကဖလော့ကိုအကစားသမားကနေ brand တစ်ခုအဖြစ်ပြောင်းလဲလိုက်ပါတယ်အဲ့ဒါတော့ PPV ပြောင်းတာပါပဲပြီးတော့ဒီမီဒီယာအယုံဆိုင်မှုတွေအဲ့ဒီကနေစပြီးတော့လူတွေကသူ့ကိုခေါ်ခဲ့ကြပါတယ် money မေဝေတာလို့ခေါ်လာခဲ့ကြပါတယ်အဲ့ဒီကနေစပြီးတော့သူဟာလက်ဝဲသမားတယောက်ဟုတ်တော့ပါဘူးသူဟာစီးပွားရေးသမားဖြစ်လာခဲ့ပါတယ်ဖလော့ရဲ့လက်နဲ့ဟာလက်တီမဟုတ်ပါဘူးသူ့မှာရှိတာကစီကန်းရဲ့အလုပ်သမားတွေမလုပ်ဘဲနဲ့မိုင်းရှင်းလို့စဉ်းစားပါတယ်ဒီလုပ်ခဲ့တာကကိုပိုင် promotion တည်ထောင်တယ်ပြီးတော့ PPV အခွင့်အရေးတွေကိုကိုတိုင်ထိန်းချုပ်တယ်ပြီးတော့သူ့ရဲ့တပွဲတိုင်းကို event ကြီးတစ်ခုလို့တည်ဆောက်တယ်သူ့မှုကတော့တစ်ခုပဲရှိပါတယ်အဲ့ဒါကတော့ငါနာမည်ကငွေဆိုပြီးတော့ပါပဲဒီမီဝေတာနဲ့ပတ်ကီယိုတို့ပြီးတော့ဒီမီဝေတာနဲ့ဒီ MC ကော်နာတို့အဲ့ဒီဘွဲတွေကလက်ဝဲတမိုင်းကိုပဲမပြောင်းခဲ့ပါဘူးသူပြောင်းခဲ့တာကအကစားသမားတွေပြီးတော့ကိုပိုင်အခွင့်အရေးတွေပြီးတော့ငွေစီးစင်းပုံကနေစသူပြသလိုက်ပါတယ်ပြောမစင်အရေးချင်းရယ်ထိန်းချုပ်မှုရယ်ပြီးတော့ empire ဆိုတာပါပဲဒါမဲ့အရာလုံးကမှားပနေတာတော့မဟုတ်ပါဘူးလူတွေကပြောကြပါတယ်အရာမိုက်တဲ့ငွေကြီးစားမာနကြီးဒါပေမဲ့အဲ့ဒီအမှန်ကန်ဆက်ရပဲသူ့ကိုမရှုံးနိုင်စေခဲ့တာပါအမြင်မှုရဲ့နောက်မှာတော့အမြဲတမ်းဝေဖန်မှုရှိနေတတ်ပါတယ်ဒီလိုနဲ့ Floyd Mayweather ကလော်ဘရီခန်းနဲ့ထွက်သွားနိုင်ပေမဲ့သူထားခဲ့တဲ့ message တွေကတော့မင်းဘဝကိုမင်းကိုယ်တိုင်ပိုင်နိုင်ပါတယ်ဆိုတာပါပဲဟုတ်ကဲ့ဒီပုံပြင်ကိုကြည့်ပြီးတော့မင်းကိုပြန်မေးကြည့်လိုက်ပါမင်းရဲ့လက်ဝဲပွဲကဘာတွေဖြစ်နိုင်မလဲမင်းရဲ့အရေးချင်းတွေကဘလို့ empire ဖြစ်ပြောင်းလဲလိုက်မလဲဘဝကိုပြောင်းလဲဖို့ဆိုရင်အမြင်ပိုင်းလဲပြောင်းလဲရပါလိမ့်မယ်ဟုတ်ကဲ့ comment မှာတခုခုရေးပေးခဲ့လို့ရပါတယ်ခင်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ